မဟာဗောဓိရုပ်သံလိုင်းကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဗုဒ္ဓဘာသာသာသနာတော်ထွန်းကားပြန့်ပွားရာကျွန်တော်တို့မြန်မာနိုင်ငံမှာဖူးမြော်ကြီးညိုပွဲရာတကိုးကြီးဖရားများစွာကိန်းဝတ်စံပေတော်မူလျက်ရှိပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့မဟာဗောဓိရုပ်သံလိုင်းရဲ့တကိုးကြီးမှာဖရားစေတီပထိုးများအစီအစဉ်ကနေမန္တလေးတိုင်းဒေသကြီးမတရာမြို့မှာတည်ထားတော်မူတဲ့ရှေးဟောင်းသမိုင်းဝင်ဖရားစေတီပထိုးများကိုဗုဒ္ဓဘာသာဝင်သူတော်စင်များဖူးမြော်ကြီးညိုနိုင်ကြစေဖို့အတွက်ရိုက်ကူးပူဇော်ပေးသွားမှာပဲဖြစ်ပါတယ်မတရာမြို့ကအပူပိုင်းဒေသမှာတည်ရှိတဲ့မြို့ဖြစ်ပေမဲ့မြစ်ချောင်းအင်းအိုင်ပေါ်များကတောတောင်ထူထပ်တာကြောင့်စိမ့်လန်းစုပြေတာယာပြီးအပူအေးမျှတတဲ့ဒေသမှာတည်ရှိတာပဲဖြစ်ပါတယ်မန္တလေးမြို့နဲ့22မိုင်ခန့်ကွာဝေးပြီးမန္တလေးမိုးကုတ်ကားလမ်းမပေါ်မှာတည်ရှိတာပဲဖြစ်ပါတယ်မတရာမြို့မှာဖူးမြော်ကြီးညိုပွဲရာသမိုင်းဝင်စေတီပထိုးများစွာရှိတာဖြစ်ပြီးရွှေပထိုးစေတီတော်ရွှေသာလီမြတ်စွာဘုရားရွှေသစ္စာယစေတီတော်နှင့်မြို့တောက်ရွှေကူမြတ်စွာဘုရားကမတရာမြို့ရဲ့ကျက်တရေဆောင်အထင်ကရဖျားစေတီပထိုးများအဖြစ်ထင်ရှားကြော်ကြားလျက်ရှိပါတယ်။ရှေးဥစွာရွှေပထိုးစေတီတော်မြတ်ကိုဖျားဘူးသူတော်စင်များဖူးမြော်ကြီးညိုကြရမှာပဲဖြစ်ပါတယ်။ရွှေပထိုးစေတီတော်မြတ်ကိုမတရာမြို့ဦးကုန်းမြင့်ပေါ်မှာမူလဖျားဒါရကရှမ်းမောင်နှမ၄ဦးတည်းရမှအကိုအကြီးဆုံးဖြစ်သူစောတီဟာကတည်ထားတော်မူခဲ့တာပဲဖြစ်ပါတယ်။စေတီတော်မြတ်နှင့်အတူဘုံပြတ်သက်များတကုံနိုင်များကအလွန်တင့်တယ်တက်ပယ်လှပါတယ်။စေတီတော်အရှိတ်ဘက်မှလှိုင်ကူတော်အတွင်းမှာရှေးဟောင်းရုပ်ပွားတော်မြတ်များတည်င်းသုံးစံပေတော်မူလျက်ရှိပြီးကြီးညိုတက်ပယ်ပွဲကောင်းလာပါတယ်။စီဒီတော်အနောက်ဘက်မှကန္တာဂုရိတတွင်မှာတော့ရက်တော်မူရုပ်ပွားတော်မြတ်တည်င်းသုံးစံပေတော်မူလျက်ရှိပါတယ်စီဒီတော်မြတ်ရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကိုနှစ်စဉ်ကစုံလပြည့်နေ့မှာစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါတယ်။